အခုကအစတာပါအစတာအခုကတော့ပတ်စံရနိုင်တဲ့နေရာတွေပြပြမဖြစ်ပါတယ်အခုပထမဦးဆုံးရနိုင်တဲ့ပတ်စံအကြတော့ဒီအစတာတို့ပေါ့နော်ဒီအစတာတို့ဂိမ်းဆက်ဝင်လိုက်တာနဲ့ဒီ girl home ဆိုတဲ့အစတာတို့နေရဲ့အိမ်လေးရောက်သွားပါလိမ့်မယ်ဒါကသိတဲ့သူတွေဆိုကြော်ရလို့ရပါတယ်မသိတဲ့သူတွေအတွက်ပြပြပါဒီကဲဟိုရဲ့ဒီမှာအခန်းနှစ်ခန်းရှိရပါတော့ဒီနှစ်ခန်းယောက်ကဒီဖန်ဒီကိုပေါ်မှာပေါ့နော်အဲ့ဒီ1000ရှိရပေါ့နော်နောက်ထပ်နေရာကဲနောက်ထပ်နေရာကျအစတာတို့ဒီပေါ့နော်ဂဲဟောင်းရဲ့ဒီမျက်နှာချင်းဆိုင်အိမ်ကပေါ့နော်ဒီ wine home ပေါ့နော်သူ့ရဲ့အိမ်နဲ့ဝင်ကြည့်လိုက်ပါသူ့ရဲ့အခန်းထဲမှာပေါ့နော်ဒီမှာပတ်စံရှိပါတယ်ဘာကြောင့်2000ရှိရပေါ့နော်နောက်တစ်ခုကကြတော့ဒီ home little wine ဆိုပြီးရှိကြလိမ့်မယ်ဒီ home little wine ဆိုပြီးတော့ပေါ့နော်အစားဝိုင်းပြထားပါလေအဲ့ဒီဟာတွေကိုသွားလိုက်ပါသူတို့ရဲ့ဥစ္စာကြတော့ဒီအိမ်ထဲမှာ2ခုရှိရပေါ့နော်ကဲသူတို့ရဲ့အိတ်တဲ့ခန်းကိုပထမဆုံးခန်းနဲ့ဝင်သွားလိုက်ပါဒီမှာပတ်စံတစ်ခုရှိပါတယ်နောက်တစ်ခန်းကကြတော့အစတာကဒီမှာပေါ့နော်သူတို့ရဲ့ကြောပိုးအိမ်2ခုကြားမှာပတ်စံတစ်ခုရှိပါတယ်ကဲနောက်တစ်နေရာပြပြပါမယ်နောက်တစ်နေရာကြတော့ဒီ home little wine ရဲ့ဘေးနားမှာပေါ့နော်ဘေးနားမှာဒီမှာ apartment ဆိုတဲ့ဥစ္စာကိုသွားလိုက်ပါအဲ့ကိုသွားပြီးဆိုရင်တော့ဘေးထဲမှာငွေဆောင်လိုပါဘူးဒီ Japan နဲ့အစားအပေါ်သွားလိုက်ပါအပေါ်ဆုံးတက်ကိုပေါ့နော်ဒီဟိုအပေါ်ဆုံးတက်ကိုသွားလိုက်ပါအမှကလထိုင်းပေါ်မှာခြုံဖို့ရဲ့အပေါ်မှာ3000ရှိပါလိမ့်မယ်နောက်ထပ်တစ်ခုကကြတော့အစာတို့ရဲ့ဒီ apartment ဘေးမှာဒီအစာတို့နေရအားလုံးဒီမှာထင်ပါတယ်ဒီ story ပေါ့နော်ဒီ human ဆိုတဲ့ story ပါအဲ့ဒီထဲကိုသွားလိုက်ပါသွားပြီးတော့သူ့ရဲ့ဒီ sign နောက်ကိုသွားလိုက်ပေါ့နော်ပတ်စံရှိပါတယ်နောက်ထပ်တနေရာကြတော့အစာတို့ဒီ home wine ကိုပဲပြန်သွားမယ်ပေါ့နော် home wine ရဲ့ဒီအနောက်ဘက်ကိုသွားလိုက်အိမ်နောက်ဘက်ကိုသွားလိုက်ပေါ့နော်အိမ်နောက်ဘက်ရဲ့ဒီအဆောင်အုံရဲ့ဘေးမှာပတ်စံရှိပါတယ်အမှနောက်ထပ်တနေရာပြပြပါမယ်ကဲနောက်ပြီးကြတော့နောက်ထပ်တနေရာကြအစာတို့သိမယ်ထင်ပါတယ်ဒီဟိုပါပေါ့နော်မင်္ဂလာဆောင်တဲ့အချဲရပေါ့နော်မင်္ဂလာဆောင်တဲ့စီကိုသွားလိုက်ပါမင်္ဂလာဆောင်တဲ့ယုံကြီးပေါ့နော်ကဲအဲ့ဒီထဲကိုသွားမယ်ဆိုရင်တော့အစာရီဒီဥစ္စာတွေကိုသွားလိုက်ပေါ့နော်ခရစ်ယာန်မင်္ဂလာဆောင်တဲ့ဥစ္စာပေါ့နော်ကဲနောက်ပြီးတော့ဒီအရှိကအနောက်ကနေ3ကုံမြောက်ပေါ့နော်အဲ့ဒီ3ကုံမြောက်မှာဒီမှာပတ်စံရှိရဲအမှယူလိုက်ပါနောက်ပြီးကြတော့နောက်တစ်ခုကကြတော့အစာတို့ဒီဖူးပေါ့နော်ဖူးဒီ school gate ရဲ့အောက်မှာဖူးဆိုတာရှိပါတယ်အဲ့ဒီဥစ္စာတွေသွားလိုက်ပါဖူးနောက်ပြီးကြတော့ဟိုးရေကန်ရဲ့အဆုံးထိကိုသွားလိုက်ပါကဲအဲ့မှာ3000ရပါတယ်ကဲနောက်တစ်ခုကကြတော့အစာတွေဒီတိမယ်ထင်ပါတယ်ပေါ့နော်ဒီ cave ရဲ့အနောက်ကပေါ့နော် CAFE cave ဆိုပြီးတော့ပေါ့နော်ဒီမှာ caveဒီဖူးဆိုရဲအောက်ကပေါ့နော်ကဲအောက်သွားလိုက်ပါမယ်အဲ့မှာရှိရလားဆိုတာမဟုတ်ပါဘူးဒီအနောက်ဘက်ကယုံပေါ့နော်အခွန်ကောက်တဲ့နေရာပေါ့နော်အဲ့ဒီပေါ်မှာလေးရှိပါတယ်နောက်ထပ်တစ်ခုကတော့ဒီဆေးရုံပေါ့နော်ဒီအခွန်ကောက်တဲ့ယုံရဲ့ဒီဘေးဆောင်မျက်နှာချင်းတဲ့ပေါ့နော်ဒီမှာဆေးရုံရှိပါတယ်အဲ့ဆေးရုံပေါ်တဲ့ကိုသွားလိုက်ပါဆေးရုံပေါ်တဲ့ကိုသွားလိုက်ပါနော်ကဲအဲ့ဆိုရင်တော့ရသွားပါပြီဒါတော့အခုကတော့အစာတို့ကပြ
ပြီးသွားပြီပေါ့နော်နေရာ10နေရာပြည့်သွားပါပြီနောက်ထပ်အစာတို့ဘေးနေရာ part 2လေးလာမယ်ပေါ့နော် part 2ကကြတော့နောက်ထပ်နဲ့မှာစောနာကဒီအခွန်ကောက်တဲ့ယုံရဲ့ရုံထဲမှာလည်းရှိရရုံထဲမှာလည်းရှိရနောက်ကျအိမ်နေမှာလည်းလုပ်လို့ရတယ်ပေါ့နော်ကဲ3နေရာလာပါမယ်ကဲဘိုင်ဘိုင်